အပြစ်မရှိတဲ့လူတယောက်ကိုငင်းပန်းနှိပ်စက်ပြီးတော့မှကားစင်တင်နဲ့နေ့ကိုဘာဖြစ်လို့ Good Friday လို့ခေါ်ရတာလဲမြန်မာလိုဆိုလို့ရှိရင်တော့တောက်ကြနေ့ကြီးပေါ့ဒါပေမဲ့အင်္ဂလိပ်လိုကြတော့ Good Friday ဘာဖြစ်လို့ good ဖြစ်ရတာလဲသခင်ခရစ်တော်ကိုယ်တိုင်ရဲ့ the seven last words of Jesus on the cross ကြည့်ပြီးတော့မှအနည်းငယ်ထောက်ရှုကြည့်အောင်ပထမအနေနဲ့ Father forgive them they know not what they do မိမိတို့ကိုမိမိတို့တောင်မှအပြစ်သားဖြစ်တဲ့အကြောင်းမသိတဲ့ကျွန်တော်တို့လူသားများကိုဖျားရှင်ကကရုဏာကြီးမားစွာနဲ့အပြစ်ခွင့်လွှတ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဟာ good ဖြစ်ရတာဖြစ်တယ်ဒုတိယအနေနဲ့ Amen I say to you this day you will be with me in paradise ဘိနာမှာရှိတဲ့တခုတယောက်ကိုသခင်ခရစ်တော်က paradise မှာဒီနေ့တင်နဲ့တွေ့မယ်လို့ဂတိပေးခဲ့တယ် confidence in prayer ဘယ်ချိန်မှဆိုဘုရားရှင်ကကျွန်တော်တို့ဆုတောင်းတဲ့အခါမှာနားညောင်းတယ်ပြန်ဖြေတယ်အပြစ်သားဖြစ်ရဲ့သားနဲ့ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုအမြဲတမ်းနားညောင်းတယ်ဒါကြောင့်မလို့ဒီနေ့ကဒီတခုကလူသားလုံးကိုတနေ့တစ်ပုံအဖြစ်ကိုစားပြုတယ်ဒီတခုရဲ့နောင်တနဲ့ဆုတောင်းတန်ကိုဘုရားရှင်နားညောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတွက် good နေရတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ woman this is your son this is your mother ခရစ်တော်ကိုယ်တိုင်ကသူ့ရဲ့အမေကိုကျွန်တော်တို့လူသားလုံးရဲ့အမေအဖြစ်နဲ့ပေးတယ်နော်အပြစ်မရှိတဲ့ခရစ်တော်ပြီးလို့ရှိရင်မူရင်းအပြစ်မပါဘဲနဲ့မွေးဖွားလာတဲ့မယ်တော်ဒီအပြစ်မရှိတဲ့လူသားနှစ်ယောက်ကကျွန်တော်တို့အပြစ်ရှိတဲ့လူသားအားလုံးကိုကယ်ချွတ်ဖို့ရအတွက်ဘလောက်ထိအပြင်ပန်းဆင်းရဲခံတယ်လဲဆိုတာကျွန်တော်တို့ခရစ်တုကားတိုင်ကိုလှည့်တဲ့အခါမှာတတိယကြလိမ့်မယ်သူတို့ရဲ့ပေးဆပ်မှုသူတို့ရဲ့လူသားအပေါ်ချစ်ချင်းမေတ္တာကြောင့်မလို့ဒီနေ့က good ဖြစ်နေရတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ my god why have you forsaken me မျိုးလင်းချင်းကိုပေးတာတခါတလေကြရင်ကျွန်တော်တို့ဖခင်ကကျွန်တော်တို့ကိုမကြည့်ဘူးကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုနားမညောင်းဘူးမဖြေဘူးဆုတောင်းတဲ့အတိုင်းဖြစ်မလာဘူးလို့ယူဆတဲ့အခါမှာပြီးလို့ရှိရင်တခါတလေကျရင်ကျွန်ုပ်ကအပြစ်သားပါကျွန်ုပ်ရဲ့ဆုတောင်းတန်ကိုဖျားရှင်နားညောင်းပါမလားဆိုပြီးတော့မှမိမိကိုမိမိဖျားနဲ့ဝေးကွာတယ်လို့ခံစားရတဲ့အချိန်ဒီခရစ်တော်ရဲ့နှုတ်တော်ထွက်စကားကိုတတိယအသင်းနဲ့မျိုးလင်းချက်ပေးတဲ့တောက်ကြနေ့ကြီးမလို့ Good Friday ဖြစ်ရတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ I thirst ကျွန်ုပ်ရင်ငတ်တယ်တဲ့ခရစ်တော်ကကားတိုင်ပေါ်မှာရင်ငတ်တယ်လို့ဒီနေ့ဒီချိန်မှာ he thirsts for righteousness အမှန်တရားကိုအမြဲတမ်းခရစ်တော်ကဆာငတ်နေတယ်ဆာလောင်နေတယ်သူအမှန်တရားကိုဆာလောင်နေတယ်ဆာငတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူသားများဟာလည်းပဲအမှန်တရားကိုရှာဖွေနေကြရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့က Good Friday ဖြစ်ရတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ it is finished အကုန်လုံးပြီးသွားပြီပြီးဆုံးပြီးပြီဒါက healing ကျွန်တော်တို့လူသားအားလုံးကိုကုသလိုက်တာအပြစ်ရင်းရဲ့ဒဏ်ကြောင့်ခံနေရတော့ကျွန်တော်တို့လူသားအားလုံးအပြစ်ရင်းရဲ့အနေပြီးတော့မှကျွန်တော်တို့ကိုလွတ်ပေးလိုက်တာခရစ်တော်ရဲ့ it is finished အဖခမည်းတော်ရဲ့စကားကိုနှိမ်ချစွာနာခံခြင်းအပြင်သူလှုပ်ဆောင်လိုက်တဲ့အရာကလူသားအလုံးအတွေ့ကယ်ချွတ်ခြင်းရရှိဖို့ပြီးဆုံးတဲ့အရာဖြစ်ခဲ့တယ်ဒါကြောင့်မလို့ဒီနေ့က good ဖြစ်ရတာ Good Friday ဖြစ်နေရတာဖြစ်တယ်နောက်ဆုံးတစ်ခုအနေနဲ့ Father into your hands I commend my spiritဒီနေရာမှာ humility လို့ခေါ်တဲ့နှိမ်ချခြင်းကိုဖော်ပြတာခရစ်တော်ကိုယ်တိုင်ကအပြစ်မရှိဘူးဒါကြောင့်မလို့ခရစ်တော်အပြစ်မရှိတဲ့သူဒုက္ခခံတယ်ဆိုတာကတခါတလေကျရင်ကျွန်တော်တို့ရဲ့ဘဝမှာဒီ suffering လို့ခေါ်တဲ့ဆင်းရဲဒုက္ခ
အမျိုးမျိုးကအပြည့်ရဲ့ဒဏ်ကြောင့်မဟုတ်ဘူးဆိုတာကိုလည်းဒီနေရာမှာကျွန်တော်တို့တတိယဖို့အရေးကြီးတယ်တခါတလေကြရင်ကျွန်တော်အဖေကျွန်တော်အမေကျွန်တော်ရဲ့ဘူဘွားတွေရဲ့အပြစ်ကြောင့်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာသားသမီးတွေကဒုက္ခခံနေရတာနော်ဓမ္မတိခေတ်မှာအဲ့လိုမျိုးမရှိတော့ဘူးကတ်ကျိန်ဆဲတာတို့ဘာလို့ဆိုတာမရှိဘူးဒီကျိန်ဆဲတဲ့အရာဒီအားလုံးကိုခရစ်တော်ကိုယ်တိုင်ကနေပြီးတော့ခြေဖြတ်ပေးတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့က good ဖြစ်ရတာ good friday ဖြစ်နေရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ခရစ်တော်ပြောခဲ့တဲ့ကားတိုင်းပေါ်မှာသူပြောခဲ့တဲ့ဒီစကားတော်နှုတ်တော်ထွက်စကားခုနှစ်ခုပေါ့ the seven last words of Jesus on the cross ထောက်ရှုခြင်းအပြင်ဒီနေ့ဟာ good friday ဖြစ်တယ်ဆိုတာကိုအမေတတရားနေနဲ့ဆက်လက်ပြီးတော့မှဘုရားရှင်ရဲ့အလိုတော်တိုင်းသက်ရှင်နေထိုင်နိုင်အောင်ကြိုးစားထုတ်ကြမယ်